အားလုံးမင်္ဂလာပါ conference ပြန်ကြိုဆိုပါတယ်Chelsea ကတော့ကျွန်တော်တို့ဒီလက်ရှိချိန်မှာဆိုကျွန်တော်တို့ဒီ Gideon ခေါ်ပြီးတဲ့နောက်မှာဆိုရင် Job တို့ခေါ်ဖို့အတွက်ထမှန်ကြိုးပမ်းလာပြီလို့သိရတယ်ပြောမှဆိုဒီတင်းကလည်းကျွန်တော်ကျွန်တော်ချက်သွားတယ်ကျွန်တော်ဒီ sorry ပါဘာလို့လဲဆိုတော့နေခင်းတော့ကျွန်တော်အိမ်ပေး order ခဲ့တယ်ဒီနေ့မှာဆိုရင်အတန်းပညာစူညံအတွက်ကျွန်တော်တို့လို့မရခဲ့ဘူးကိုကကျွန်တော်တို့ပြန်ကျွန်တော်ဒီလို့ရတယ်အဲ့တော့ကျွန်တော်ဒီချက်သွားခဲ့တယ်အဲ့တော့ကျွန်တော်ဒီsorry ပါလက်ရှိချိန်မှာဆိုရင်သတင်းများဆက်ကြည့်အောင်Chelsea ကတစ်ဖက်ကကျွန်တော်တို့ Gideon မှာဆိုကျွန်တော်ဒီခေါ်နိုင်ခဲ့ပြီဒီနေရာမှာဆိုကျွန်တော်ဒီပြောင်းရွှေ့မှာဆိုကျွန်တော်ဒီ Chelsea ရဲ့ Gideon အတွက်ပြောင်းရွှေ့ချေကကျွန်တော်ဒီပေါင်55တန်းပေးချေရမယ်ဒီနေရာမှာကမောက်ကြည့်မယ်ဆိုရင်ကျွန်တော်မနေ့ကကျွန်တော်ဒီစစ်ပါစစ်လို့လွတ်တယ်နေတဲ့စစ်ပြီးဒီနေရာမှာဒီပြောင်းရွှေ့ကိုကြည့်မယ်ဆိုရင်ကျွန်တော်တရားဝင်ပြောဆိုကျွန်တော်ဒီပြီးတော့ခဲ့ပြီ Chelsea တစ်ဖက်ကကျွန်တော် Gideon မှာဆိုကျွန်တော်ဒီခေါ်နိုင်ပြီဘယ်တမှာကစားတရားသူနဲ့ခေါ်နိုင်ခဲ့ပြီလက်ချင်မှာဆိုကျွန်တော်ဒီ Chelsea ရဲ့ကျွန်တော်ဒီ Gideon ခေါ်ပြီးနောက်မှာဆိုရင်ဟုတ်နောက်တစ်ဖြစ်တဲ့ job ထုတ်ဆိုခေါ်သူနဲ့ထမှန်ကြိုးပမ်းလာတာတွေ့ရတယ်ဂျာပထိုကိုကျွန်တော်တို့ဒီတစ်ပတ်ကျွန်တော်တို့ Chelsea အပြင်ကမှ Newcastle တို့နဲ့စုံစမ်းနေတွေ့ရတယ်ဒီနေရာမှာဆို Newcastle ကိုကြည့်မှဆိုရင်ကျန်မပြုလုပ်ခဲ့တဲ့ဆိုမှတစ်ပတ်ကျွန်တော် fighter ကကျွန်တော်တို့ညှိမထားတွေ့ရတယ်ဒီနေရာမှာ Newcastle ကိုကြည့်မှဆိုရင်ပတ်ထိုမှဆိုသူတွေနဲ့စိတ်ဝင်စားနေတယ်ပြောဆိုရင်ခေါ်သူတွေနဲ့ပြမထားနေတွေ့ရတယ်လက်ချမှကျွန်တော် Chelsea ကိုကြည့်မှဆိုရင်ကျွန်တော်တစ်ပတ် fighter နဲ့ပြောဆိုရင်ဆွေးနွေးမှုပြုလုပ်နေပြီလို့သိရတယ်ဒီနေရာမှာတစ်ပတ်ကကျွန်တော်တို့ဒီဂျာပထိုကိုကြည့်မှဆိုရင်ဂျာပထိုကကျွန်တော်တို့ဒီ Chelsea ကကျွန်တော်တို့ဒီမဆိုးလို့ကျွန်တော်ပြောလို့ရတယ်ဒီနေရာမှာပြည့်ရတဲ့ fighter မှာဆိုရင်သူတွေနဲ့ချွန်းပြတ်လို့ကျွန်တော်ပြောလို့ရတဲ့ခမောင်းတရားသူနေဖြစ်တယ်ဒီနေရာမှာဆိုရင်သူကကျွန်တော်အသက်အပြင်ကြည့်ပါဆိုရင်73သူနေရှိတယ်ဒီနေရာမှာချွန်းမြတ်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမဆိုးဘာမှဆိုရင်အလားတူနေအများစုနေရှိရဒါအပြင်သူရဲ့ကျွန်တော်တို့ဒီနေရာဆုံးခဏဆန်သူနေရှိရဒီနေရာမှာဂျောက်ပတ်ထိုကိုကြည့်မယ်ဆိုရင်သူကကျွန်တော်တို့ဒီတက်စစ်ပါကျွန်တော်ပြီးတော့ attacking ဘက်တောင်းမယ်ဒါမှဆိုရင်နေရာဆုံးမျိုးတွေကစားနိုင်တွေ့ရတယ်ဒီနေရာမှာဆိုရင်သူကနေရာစုံကစားနိုင်ခမောင်းတရားသူနေဖြစ်တယ်ပြောဆိုတက်ကကျွန်တော်ဒီငယ်တယ်ပြောဆိုရင်ချွန်းမြတ်ကြည့်မယ်ဆိုတော့ကျွန်တော်ဒီမဆိုးနေရာဆုံးကစားနိုင်တွေ့ရတယ်ဒီနေရာမှာ Chelsea ကိုကြည့်ပါဆိုသူနေနဲ့စတုန်စားလာတယ်ဒီဘက်ကကျွန်တော်တို့ဒီဂျာပထိုကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီသူကကျွန်တော်နီးပြဖြစ်တဲ့နီးပြဖြစ်တဲ့ကျွန်တော်ဆက်လာနဲ့ဆက်ဆံရေးအသိပြီးတော့ကျွန်တော်အစင်ပြေရပြီးကြတဲ့ကျွန်တော်တို့ဒီရတီပြီးကနေမှာဆိုရင်ကျွန်တော်တို့ဒီဟက်ဆက်လာကဂျာပထိုရောဆိုရင်ကျွန်တော်ဒီခောက်ထားတဲ့ဒီနေရာမှာဆိုအနေကကျွန်တော်တို့ဒီအပြတ်ခံအားစပြီးတော့အမဆိုရင်ကျွန်တော်ဆက်လာဆိုရင်ဆက်အပြည့်ကြည့်မယ်ဆိုရင်သိပြီးတော့ကျွန်တော်အစင်ပြေဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီဘိုင်တန်ကိုကြည့်မယ်ဆိုရင်သူလည်းရောင်းချမယ်ဒီပြောင်းရွှေ့မှာဆိုရင်ကျွန်တော်ဘိုင်တန်ကကျွန်တော်ပြောင်းရွှေ့အပြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ပေါင်တန်း60ဈေးသက်မှတ်ထားတယ်ဒီနေရာမှာဆိုကျွန်တော်တို့ဒီ Chelsea ကကျွန်တော်တို့ဒီအဲ့လောက်တင်နေပေးပါမလားစောင့်နေကျွန်တော်ကြည့်ရမယ်လက်ချင်မှာဆိုကျွန်တော်တို့ဒီ Chelsea ကိုကြည့်မယ်ဆိုရင်သူတို့အသင်းရဲ့တိုက်စစ်ပန်းကကျွန်တော်တို့ဒီအားဖြစ်မှုပြီးတော့မှလိုအပ်သေးတယ်ဒီနေရာမှာဆိုကျွန်တော်တို့ Chelsea ကိုကြည့်မယ်ဆိုရင်ဒီလက်ခေါ်ထားဆိုမှလည်းမလောက်သေးဗျာဒီနေရာမှာဆိုရင်ဖက်ကနေကိုလည်း Chelsea ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့သူ့ရဲ့ကျွန်တော်တို့ခြေစွမ်းကပိုကောင်းပါမယ်လို့ဆိုအမှတ်ခံချက်သိမှရှိဘူးဗျဒီနေရာမှာဆိုရင် Chelsea ကိုကြည့်မယ်ဆိုရင်သိပြီးတော့ကျွန်တော်အခုရဖို့ကသူတို့ကြအပြန်ကြည့်မယ်ဆိုရင်သိပြီးတော့မရှိဘူးဒီနေရာမှာဆိုရင်ဒီလက်တောက်ခနဲ့အဲ့ဆိုသိပြီးတော့အဆင်ပြေတော့လက်အချိန်မှာတစ်ဖက်ကကျွန်တော်တို့ချာဖို့ဆိုသူနဲ့ဆော့လာတွေ့ရတယ်ဂျာပထိုကိုကြည့်မယ်ဆိုရင်သူကကျွန်တော်တက်စစ်ပန်းပြီးတော့ကျွန်တော်တို့ဒီ attacking ပြီးတော့ကျွန်တော်လောရင်ဖက်ထောင်းမယ်ကစားနိုင်ဒီနေရာမှာဆိုရင်အနည်းဆုံးဒီမှာကစားနိုင်တွေ့ရတယ်လက်အချိန်မှာဆိုရင်သူကကျွန်တော်တို့ဒီအချက်ကကျွန်တော်တို့ဒီအများကြီးအမဆိုအသိမသူနဲ့တဲမှုသူနဲ့ရှိနေတယ်ဒီနေရာမှာဆိုရင်လောရင်လောသူနဲ့ပြောက်ကစားနိုင်တယ်ဒီနေရာမှာဆိုရင်ဖက်ကကျွန်တော် Chelsea ကိုကြည့်မယ်ဆိုရင်ဂျာပထိုဆိုသူနဲ့ဆော့လာတွေ့ရတယ်တော့ဆိုကျွန်တော်ဒီပြောင်းရွှေ့ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီ Chelsea ကကျွန်တော်ရဖို့ကသူနဲ့များတယ်ဒီနေရာမှာဆိုရင်တကယ်ကျွန်တော်ကလပ်မယ်ဆိုရင် Chelsea ပြောဆိုရောက်သူနဲ့များတယ်ဘက်က Newcastle ကိုကြည့်မယ်ဆိုရင်ကျွန်တော်သူကကျွန်တော် Chelsea နဲ့ရှင်မယ်ဆိုရင်သူက image ကကွာတယ်ဒီနေရာမှာဆိုရင်တကယ်ကျွန်တော်ဒီပြန်ကလပ်မယ်ဆိုရင်ကတော့ Chelsea ပြောဆိုရဖို့သူနဲ့များတယ်ဒီနေရာမှာလွတ်ဖြစ်လာမလဲစောင့်ကျွန်တော်ဒီကြည့်ရမယ်ပြောမှဆိုကျွန်တော်တို့ဒီ Chelsea ရဲ့ကျွန်တော်တို့ဒီလူစင်းကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်တို့ဒီအဖြစ်မှုနဲ့လက်ပြလို့နေရတွေ့နေရာမှာဆိုရင်တော့ကျွန်တော်တို့ဒီ Betaman Gideon ခေါ်ရတယ်ဒါပဲဘက်ကကျွန်တော်တို့ Job တို့တော့ရုံဆိုရင်ဆွေးနွေးပြလို့နေရတွေ့တယ်ဒီနေရာမှာဆိုရင်ဒီဝင်တကယ်လည်းကျွန်တော်ဒီခိုးတယ်ပေါ့လားစောင့်ကြည့်ရမယ်လက်အချက်မှာဆိုရင်ကျွန်တော်ဒီ Chelsea ကိုကြည့်မယ်ဆိုရင်သူကတိုက်စစ်ပန်းပြင်ကမှနောက်တန်းမှာဆိုရင်တယောက်လောက်တင်နဲ့ခေါ်ယူတင်တယ်လက်ရှိကျွန်တော်ဒီ Chelsea ရဲ့နောက်တန်းကိုကြည့်မယ်ဆိုရင်ကျွန်တော်ကသိပြီးတော့အားမရပဲဒီနေရာမှာဆိုရင် Chelsea နောက်တန်းမှာဆိုရင်တကယ်ကျွန်တော်ဒီကမ္ဘာဆန်စနာဘက်တယောက်ခေါ်ယူတင်တယ်ဒီနေရာမှာဆိုရင်ကျွန်တော် Chelsea ကိုကြည့်မယ်ဆိုရင်ကျွန်တော်သူကကျွန်တော်ဒီjob လုပ်ပြီးဆိုရင်ဘယ်သူကျွန်တော်ထပ်မံသူညာခေါ်မလဲစောင့်ကြည့်မယ်ဒီနေရာမှာ Chelsea ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီ Kitten ပြီးတော့ကျွန်တော်ဒီလက်ခေါ်ထားတယ်ဒါပဲတော့ကျွန်တော်ရှိရှိမှခါချောက်တော့ဆွေးနွေးလို့နေတွေ့တယ်ဒီနေရာမှာဆိုရင် job တော့ခေါ်ဝင်ခဲ့မယ်ဆိုရင်နောက်တစ်ပြိုင်ကဖြစ်မလဲစောင့်ကြည့်မယ်အော်ဆိုအားလုံးကျွန်တော်ဒီလောက်ပဲကျွန်တော်ဒီကောင်းကောင်းလေးဖတ်ပြပြတော့နောက်ပဲတွေ့မယ်